Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းကတော့ဒီရွာလေးကိုရောက်လာရေပေါ့နော်အခုကတော့ကျွန်တော်ဒီရွာနဲ့မဟာမိတ်လုံးမလို့ပဲဒါပေမဲ့ကျွန်တော်ကဒီရွာလုံးဝကိုအင်အားလေးကနည်းနည်းလေးရကျွန်တော်လည်းမဟာမိတ်လို့လည်းဘာမှဖြစ်သွားမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီရွာကိုကျွန်တော်တို့ရဲ့နိုင်ငံနဲ့ပူးပေါင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ရွာနဲ့ကျွန်တော်ဒီ SCB ထိန်းသိမ်းမဲ့ရွာနဲ့ဒီရွာနဲ့ကိုပူးပေါင်းလိုက်မယ်အဲ့တော့ဒီရွာသားတွေကိုလည်းဟိုဘက်ကျွန်တော်တို့ရဲ့ရွာကိုသွားပို့မယ်ပေါ့နော်ကျွန်တော်ရဲ့ဟိုဘက်ရွာမှာရွာသားတွေကလုံးဝမရှိတော့ဘူးဗျဆိုတော့ကျွန်တော်တို့အခုတော့အိတ်လိုက်တော့မယ်ညရောက်နေပြီโอเคမနေ့တော့မိုးလင်းပြီဗျကျွန်တော်တို့မနေ့မိုးလင်းတဲ့ချိန်မှာဒီပစ္စည်းတွေကိုစယူပါတယ်ဒီပစ္စည်းတွေကကျွန်တော်တို့အသုံးလိုလာမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပစ္စည်းတွေကကျွန်တော်အလုံးယုံနေပေါ့နော်ဒီလုံးယုံတွေကနေပြီးတော့ရွာသားတွေကိုထည့်မယ်ရွာသားတွေရောက်ပြီးတော့ရင်တို့တွေ trade လို့ရတယ်ပေါ့နော်အဲ့ဒါမိုးလေးလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာခုနကတော့ဟိုလေးရပါဒီလိုကက်ကြီးနဲ့မှညှက်လို့ရမှာဒီဒုံချောင်းလေးတွေကလေတကိုင်းကြောက်လေးရโอเคအဲ့တော့ညှက်လိုက်မယ်ကျွန်တော်တို့ဒီတကိုင်းကြောက်လေးကဘယ်လိုဘယ်နေရာမှာအသုံးဝင်လာမလဲဆိုတော့ဗျာကျွန်တော်ကဟိုလိုလုံးမှာနေရာမှာအမှတ်သားလုံးမှာပေါ့ကျွန်တော်ရွာရဲ့လမ်းလေးမှာသွားရတဲ့လမ်းမှာဒီလိုတကိုင်းကြောက်လေးစိုက်ခဲ့မလို့ဒါပေမဲ့ကျွန်တော်တကိုင်းကြောက်တွေကတော်တော်ကြီးရှာခတ်တယ်အဲ့တော့ဘေးချင်းကက်ရဲ့ဒီလိုတစ်တော်ဘိုင်ုံကဒီရွက်တွေကိုပဲခူးလာတယ်ပေါ့နော်တစ်ရွက်တွေချလိုက်တော့မှာဗျာဒီဘေးချင်းကက်ရဲ့ဘိုင်ုံကနေပြီးတော့တည့်ရမှာဘေးချင်းကက်ရဲ့မှာဒီလိုတစ်တော်ဘိုင်ုံရှိရဗျโอเคကျွန်တော်ဒီမှာကျွန်တော်ဒီရာလေးပဲခြိုက်တော့ဒီရွက်လေးပဲခြိုက်တော့မယ်တကန်းကြောက်တော့ဒါခုနကျွန်တော်ခူးတိုင်းဟာကြီးပြန်ချထားတာပေါ့နော်โอเคကျွန်တော်ဒီရွာရဲ့လမ်းမှာကျွန်တော်ဒီတရွက်6လေးဒရုံပြီးဒရုံချထားမယ်ပေါ့နော်အဲ့ချိန်ကျရင်ကျွန်တော်ရွာရဲ့သွားရဲ့လမ်းကိုတွေ့ရမှာပါတရွက်6လေးနဲ့ပေါ့နော်โอเคကျွန်တော်စလိုက်ရအောင်ကျွန်တော်ရဲ့အိမ်ကဒီဘက်ထဲမှာကျွန်တော်ထင်တာကတော့အဲ့တော့ကျွန်တော်ဒီရာလေးထစပြီးတော့လုပ်မယ်ပေါ့နော်โอเคဒီမှာနောက်ပြီးတော့ရင်ဒီဘက်မှာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီနားလေးမှာချလိုက်မယ်နည်းနည်းဝေးတဲ့နေရာလေးမှာချရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဝေးတဲ့နေရာလေးကိုချမယ်နေရောကဲကျွန်တော်တို့အိမ်ထိဒါလေးချသွားမှာပေါ့နော်ကျွန်တော်လမ်းနေပါမတော်ဆမေ့သွားလို့ရှိရင်ကျွန်တော်လစ်သွားလိမ့်မယ်အဲကြောင့်မလို့ပါโอเคကျွန်တော်ကဲဒီမှာဒီနေ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ဒီနေ့ mission ကတော့ကျွန်တော်တို့ SCP-939 ကိုရအောင်ဖမ်းမှာပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ဒီဟိုဘက်ကလုံယုံနေပါတေးလာပြီးတော့ရောက်တော့ကြုံလုံးလေးကျွန်တော်တို့ဒီကလုံယုံနေရောအိယာတွေအကုန်တေးလာပြီးတော့ကျွန်တော်တို့ဟိုဘက်ရောက်ပို့မှာပါ SCP-939 ကိုကျွန်တော်တို့ဘယ်လိုဖမ်းမလဲဆိုတော့ဗျာကျွန်တော်ကအသေးခံပြီးတော့ဖမ်းရမှာပေါ့နော်တေးသွားလို့ရှိရင်အိယာမှာပြန် spawn မှာဆိုတော့ဗျာခုကတော့ကျွန်တော်တို့ respawn point မဆက်ရသေးဘူးကျွန်တော်အိမ်ရောက်မှာ respawn point ဆက်ရမယ်မဟုတ်လို့ရှိရင်တေသွားလို့ရှိရင်ကျွန်တော်ဆစspawn တဲ့နေရာကြီးမှာပဲရောက်သွားလိမ့်မယ်ဒါဖြစ်လို့ဆိုတော့ကျွန်တော်အိတ်ထားတဲ့အိတ်ရာကိုခုနကတော့ကျွန်တော်ဖျက်လိုက်လို့ပေါ့နော်ကဲ okay ရောဒီမှာဟုတ်တယ်ကြာကျွန်တော်သွားရလမ်းမှန်တယ်ကျွန်တော်အလာတော့ဒီမြစ်ကိုဖျက်ပြီးလာရတာပေါ့နော်ကဲ okay ကျွန်တော်တို့ဒီမြစ်ကိုဖျက်မယ်ဒီမြစ်ကိုကြော်ရမယ်ပေါ့နော်ဟေးပြီးတော့ရင်ဘာတော့ဘာယူဟိုဟေးအဲ့ဒါကဲโอเคကျွန်တော်တို့ဒီတောင်ပေါ်တက်ရတော့မယ်ပေါ့နော်တောင်ပေါ်မှာလေတရွက်6တွေတောင်ပေါ်မှာမထားတော့ဘူးနော်ဟိုဘက်တောင်ကိုကြော်ပြီးသွားပြီဆိုမှထားရတော့မယ်အခုတော့ဒီတိုင်းလေးပဲလှုပ်ထားရတော့မယ်ခုကနေရောဒီ block တွေဆင့်ပြီးသွားမှဆင့်ပြီးမယ်နဲ့တူရဟုတ်လို့ရှင်ရမှာမဟုတ်ဘူးโอเคလောက်အဲ့တော်ဆုံးရရထားရတော့ဒီကတော့လှိကလေးပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ဒီနားမှာ develop ခုံနောက်ပြီးတိုင်းနားမှာလည်း develop ကျွန်တော်တို့ဒီအပေါ်ရောက်အောင်သွားရမယ်ပေါ့နော်အပေါ်ရောက်လို့ရှိရင်တော့ကျွန်တော်တို့ရွာကိုပြန်ရမှာပါဟောတော်သေးအပြုတ်ကြပြီးမှန်နေရအောင်ကြီးတော်သေးโอเคကျွန်တော်ဘာညိုရတယ်ဒီမှာဒီ block ဆင်းပြီးတော့သွားရမယ်ဗျာဒီမှာတရွက်6လေးထားမယ်ကျွန်တော်ရဲ့ရွာနေဘယ်နားမှာလဲကျွန်တော်မှတ်မိတော့ဘူးဗျဒီရှိတိုင်းလေးပဲသွားရတော့မယ်မှန်တော့လားမသိဘူးဟုတ်တယ်ဟိုတစ်ပင်ကိုဖြတ်ခဲ့တာပေါ့နော်ကျွန်တော်သွားတော့ဒီတောင်ချားတစ်ပင်လေးကိုဖြတ်ခဲ့တာโอเคအဲ့တော့ကျွန်တော်တစ်ရွက်ကလောက်ပါမလားတော့မသိဘူးမလောက်မှနောက်တစ်ခုထပ်ခူးမယ်ပေါ့နော်အခုတော့လောက်မယ်ထင်ပါတယ်
အော်ဟုတ်တယ်လောက်တယ်မရွာတွေလောက်တယ်โอเคဒီမှာရပြီဗျာကဲရပြီအေးနေတော့တကူကမိုင်းနေရှိတာငါတော့ကြည့်ပါမယ်နောက်နေ့ကျမှတော့ကြည့်မယ်နော်အဲမိုင်းနေအာယုံနေပါတူးရမယ်ပေါ့နော်ကျော်ရီဒီမှာအာယုံနေပါတူးရမှာဒီမိုင်းနေမှာโอเคလာဗာကြီးလည်းရှိရယ်ကဲโอเคကျော်ရီဟော SCP 939နေရတော့ဟိုဘက်ထဲမှာရှိသေးရဲ့ဗျကျော်ရီအဲ့တော့မြန်လေးသွားအောင်မဟုတ်လို့ရှင်ရောကိုက်ခင်ရလိမ့်မယ်ရွာသားကတော့ဒီနောက်တော့အဆင်ပြေတယ်ဒီမှာတို့ရဲ့အိယာလေးကိုချလိုက်တော့မယ်ဗျအိယာလေးတွေချမယ်ကျော်ဒီမှာတကူနောက်ပြန်ဒါကိုဖြတ်ဒါကိုဖြတ်ပြီးတော့ဒီမှာတကူနောက်ပြီးတော့ရင်ဒါဘလော့စင်ဆင်းပြီးတော့ကျွန်တော်အိယာလေးယူလိုက်အောင်မယ်ပေါ့နော်โอเคကျော်ဒီမှာအိယာလေးယူပြီးသွားပြီဆိုတော့ဒီမှာဒီအောက်ကဘလော့လေးကိုဖြတ်မယ်ဖြတ်ပြီးတော့ရင်ကျော်ဒီမှာတကူဒီဘက်မှာတကူအဲ့ဒါဒီကောင်လေးခုံလို့ရတော့လားခုံပြီးတော့ကြော်သွားရင်ဘယ်လိုလုပ်မလို့နော်ရတော့မရဘူးဒါပေမဲ့ကျော်ဒီလုံယုံတွေကိုလည်းထားရအောင်မယ်ပြီးတော့ကျော်ဒီခြံစည်းကိုနည်းနည်းမြင့်လိုက်မယ်ပေါ့နော်2ဆင့်နည်းနည်းလေးမြင့်လိုက်မယ်မဟုတ်လို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးဒီ stone cutter လေးကိုခဏဖြတ်လိုက်မယ်ဖြတ်သွားရင်ဒီမှာ composter လေးထည့်မယ်ထည့်ပြီးတော့ဒါလေးထည့်ပြီးတော့ရင်ကျွန်တော်ဒီဘက်က stone cutter လေးကိုကျွန်တော်ဒီဘက်မှာထည့်မယ်โอเคရပြီအဲ့တော့ဒီကောင်ဖိုးတုတ်လားမသိဘူးဖိုးတုတ်ကတော့ SCP ကဘာထဲမှာမရှိဘူးပေါ့နော် SCP နဲ့ဆိုအန်ရများရည်လေးကိုဖိုးတုတ်ကအဲ့တော့ကိုဖိုးတုတ်မရှိပါဘူး SCP ကဘာထဲမှာနောက်ကျမှရောက်လာရင်တော့ပြောတတ်ဘူးပေါ့နော်ကျွန်တော်အဲ့တော့ဒီချန်တီယိုလေးနှစ်ထင်းမြင်ရတော့မယ်ပေါ့နော်ညမှာတစ်ခုပြီးတိုင်း1 2ညမှာ1 2ရပြီ sorry ဒါမိုးလေးလို့ကြာရွာသားတွေကသူတို့အိတ်တာတွေနဲ့အလုံးတော့အချိန်ကြရင်ညာအဲ့ထဲဝင်ပြီးတော့ဒါပြီးမှပြန်ထွက်လို့မရတော့ဘူးပေါ့နော် okay ဟိုဘက်မှာတော့ SCP 939နေရှိရကျွန်တော်တို့ဖမ်းရမယ်အဲ့ကောင်တွေကိုဝဲအိုးရောဘာဖြစ်တာတော့ကဒမ်းမိတ်ထိသွားတာအိုးကောင်လိုက်တာဟိုကောင်လိုက်တာထင်တာပဲဟောကိုက်လိုက်တာထင်တာပဲဟိုကောင်ကြီးကအိုး shit သွားပြီ okay ကျွန်တော်တို့ဒီထဲဝင်ပေါ်မှာအိုးရောင်ကြီးလမ်းစရာကြီးအိုးတော်ကြီးရကွာလမ်းစရာကြီးကွာ oh my god ကြောက်စရာကြီးဘလို့ကြီးမှမသိဘူးကွာတော့ကြောက်ဖို့ကောင်းတယ်အော်ဒီကောင်ကမြင်းတွေကိုကိုက်တယ်နေမှာသိလားကျွန်တော်မြင်းနေအဲ့ကြောင့်ဒီမြင်းချန်နာမှာသူကနေနေရဗျအော်ရောင်ကြီးကိုဗျာလေးတစ်ခုလုံးလိုက်မြေကြီးတူးပြီးတော့ကျွန်တော်တို့လုံရင်ကောင်းမလားအဲ့ကောင်တွေဖမ်းရင်ကောင်းမလားမြေကြီးတူးပြီးဖမ်းလို့ရှိရင်အဆင်ပြေတော့မှာမဟုတ်ဗျမြေကြီးတူးဖမ်းလိုက်ဒီမှာအဆင်ပြေဘူးဒီမှာမြေကြီးရလဲညမှာဟိုနည်းနည်းမညီဘူးပေါ့နော်အဲကျွန်တော်ခြံနေတယ်ကိုပဲထည့်လိုက်တော့မယ်အဲ့ကောင်တွေကို okay ဆိုအသေးခံပြီးတော့ဖမ်းသွားရတော့မှာဟာရောဘာတော့ဟာအိုးရော SCP Foundation ရလားအိုးဒီနောက်မှာ SCP 939နေရှိရကြားလို့နေမှာကွာဟာကိုကြီးတို့ဒီနောက်မှာဟိုအန်ရရှိလို့လားဗျာဟာဒီမှာကျွန်တော်တို့ SCP 939နေတော့များတယ်ဗျာအားဒီနှိမ်နှင်းပေးပါအောင်ကျွန်တော်ဘလို့ဖမ်းမလဲဆိုတော့ဟောရောမှားကုန်ပြီနော်အာမိုးလေးထည့်မှာပေါ့နော်ဒါပြန်ကျွန်တော်အဲ့ဘလော့ကနေဆင့်ပြီးဝင်ပြီးတော့ရင်တို့ကလည်း like ကိုက်မယ်ပေါ့နော် like ကိုက်လို့ရှိရင်အဲ့ channel နဲ့ဝင်သွားမှာပေါ့နော်ဒီဝက်တွေကတော့ထားလိုက်တော့အဲ့ဒီတော့ကျွန်တော်ဒါမိုးလေးဆင်ထားလိုက်မယ် okay ညနေတော့ဆောင်းနေပြီနှစ်ကောင်တော့ဟာအိုးကိုက်ရအိုး shit သွားပြီအမြန်အိုးလာဒီဘက်လာဒီဘက်ကိုလာအိုးသွားပြီ no ဆိုဒီညတော့ဒီမှာပဲအိတ်လိုက်တော့မယ်တော်ဒီညတော့အိပ်ပြီ okay ကျွန်တော်တို့ရွာမှာဒီရွာသားတယောက်ပဲရှိလို့လားမသိဘူးဗျအဲ့ရတော်ဆိုးတယ်ကွာရွာသားတယောက်တည်းကြံတော့ဆိုတော့ SCP ရများတက်ကုန်တာလားမသိရွာသားတွေကိုဟာဦးမဟာယေးအော်ဒီကောင်ဝတ်တွေကိုစားပြတာကွာမိသွားပြီမဝတ်တွေကိုစားပြတာကွာအေးအောင်မချနဲ့အေးအောင်သွားမလုံးနဲ့ကြားလားသွားမလုံးနဲ့နော်အိုးပြန်ကျုံးနေရဒီကောင်ကြီးကအိုးရောင်လူတွေကိုအနေနဲ့ပြူဖြစ်
ထင်းနေတာတော်ပြီကျွန်တော်တို့တွေဟိုဘက်ပဲသွားတော့မယ်တော်ပြီကဲကျွန်တော်ဒီကမှလည်းဓားလေးလောက်အောင်မယ်ပေါ့နော်ကျွန်တော်တို့တွေအတွက်လုံခြုံရေးအတွက်ပါညဒုတ်ရင်လောက်ရမယ်ကဲဒုတ်ဓားဒီမှာဓားလေးလောက်လိုက်မယ်ကဲโอเคကျွန်တော်ဒီမှာမလိုတဲ့ဟာလေးထည့်လိုက်အောင်မယ်ပေါ့နော်ထားရတော့တော်ပြီငါတို့ဒီ SCP 1000ကဘာလဲမသိဘူးဒီကောင်းနာမည် SCP 1000လို့ကျွန်တော်သိထားတယ်ပေါ့နော်ဒီခေါင်းလောင်းလေးကိုဒီနားမှာတက်လိုက်မယ်ဗျโอเคရပြီကျွန်တော်ဒီ SCP 1000လို့ခေါ်တယ်ပေါ့နော်ဒီကင်းကောင်ကြီးရဲ့နာမည်ကတော့အဲတော့ကျွန်တော်ဒီ SCP 1000ကိုကျွန်တော်ဒီတတ်မှရမယ်ဘာလို့ဆိုတော့ဒီကောင်ကဒီကျွန်တော်ဖမ်းထားတဲ့ကောင်ကိုလိုက်တက်နေရပေါ့နော် SCP 1000ကအဲ့အောင်မတက်နဲ့ကြားလားမတက်နဲ့နော်ဖမ်းထားမှာလို့ရမလားမင်းတက်မယ်နော်ဟောရောဟုတ်တယ်တွေ့လား SCP 1000ကဲโอเคကျွန်တော်တို့ SCP 1000ဒီကောင်းနာမည်ကကျွန်တော်တို့မှတ်ထား SCP 1000ရော foundation ကြီးကျွန်တော်တို့လောက်အောင်ဗျာကဲအောင်ဒီကောင်းနဲ့တော်ဆိုးတယ်ကဲဒီမှာဘက်ဒီရောဗျာ SCP foundation ကတော်တော်ကြီးကိုကောင်းနေပြီကျွန်တော်တို့ရောက်လာတယ် wait what တကားဖွင့်ဖို့လောက်တတ်တယ်ဟာဟုတ်သားပဲဒီကောင်ကျန်းလိုက်လားအဲ့ဆိုမိုက်ပြီလေတကားဖွင့်ပိတ်တက်တယ်ဆိုမှတော့နော်ကျွန်တော်ရွာသားအသက်ရှင်ကြံရည်သူလေးရှိသေးလားမသိဘူးကျွန်တော်တို့လိုက်ရှာရအောင်ဘယ်နားမှာရှိသေးလဲမသိဘူးရှောက်တော့ရောဟိုရှင်းအောင်ကလေးလေးမပြေးနဲ့ဟဲ့အောင်ရေးမဖြူရအောင်ရေးမပြေးနဲ့ဟဲ့အောင်ရှောက်မသွားနဲ့ရောက်မင်းရွာအိယာဘက်ကိုပဲသွားအိယာရှိရဲ့ဘက်ကိုသွားဟဲ့အောင်အဲ့ဒါမှမင်းငါတို့ဒီရွာသားပြန်မျိုးပွားနိုင်မှာဟဲ့အောင်ရွာသားတယောက်ပဲကြံတော့တာသားကြီးမင်းလိုက်ခဲ့ဟဲ့အောင်ကရုံးလေးမင်းလိုက်ခဲ့နော်ကြားလားလိုက်ခဲ့နော်ကြားလားကဲโอเคကျွန်တော်တို့အိမ်ရှိရဲ့ဘက်ကိုသူ့မြားခေါ်သွားမယ်ပေါ့နော်ဟဲ့အောင်သွားဘဲသွားတော့ဟဲ့အောင်ရှောက်မသွားနဲ့ဟာကလေးရှောက်မသွားနဲ့ဟာOh noသွားပြီ no ဟာရောင်ရေးကဲအောင် foundation ရေးကဲရပါဦးသွားပြီကွာငါတို့နောက်ဆုံးအသက်ရှင်ကျန်ရည်သူဒီကောင်စားပလိုက်ပြီ no သွားပြီနေဒါလေးဖွင့်ပေးခဲ့လိုက်ရင်ကောင်းမှန်းမသိတော့အပြင်ထွက်လို့ရအောင်လို့လေဖွင့်တော့ကွာတော်ကြီးဟာကွာတော်ဆိုးရတယ်ကွာနောက်ဆုံးသက်ရှင်ကျန်ရဲ့သူစားပြစ်တာဒီကောင်ကြီးကရိုင်းပြလိုက်တာ Oh no ကျွေးဒီကောင်ဘလို့ဖမ်းမလို့ဒီမှာရွာသားဟိုဒါကဲနေဖို့ပေါ့နော်ဒီမှာရွာသားဟိုကအန်ရကင်းအောင်လို့သူတို့ဒီရွာသား channel မှာတရားဝင်ပေးနေရပေါ့နော်ဟောဒီကောင်ဒီရေဒီနဲ့တိုင်ပတ်နေရပဲ Okay သူတိုင်ပတ်နေတဲ့အချိန်မှာကျွန်တော်တို့တို့ရအောင်ဖမ်းမယ်ပေါ့နော်ဟိုကျွန်တော်ဒီဘေးချင်းကက်ရက်ဒီအိမ်ထဲမှာပဲသူဖမ်းလိုက်တော့မယ်ဗျဒါကမြင်းနေထားတဲ့ခြံပေါ့နော်ဟိုကမြင်းနေရရှိသေးလားမသိဘူးမြင်းနေမရှိတော့ဘူးဗျမြင်းနေသေးကုန်ပြီဒီကောင်ကိုက်ပြစ်တာနဲ့တူတယ်တော့မြင်းသားတော်ကြိုက်တယ်ပေါ့နော်ဒီဘေးတွေကိုကျွန်တော်ယူလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေကကျွန်တော်တို့ပါမုံနေပါလေလို့ပြီးအစာလုပ်လိုက်အိုးကိုက်တယ်ဟာဂျိုင်းလိုက်တာโอเคကျွန်တော်တို့တခုမေ့နေရဒီမှာဘလော့မစင်းလိုက်ရဘူးပေါ့နော်လော်လေးဆင်ထားရင်ကောင်းတယ်ဒါဘလော့မစင်းလိုက်ရတော့ကျွန်တော်တို့အဆင်ပြေမယ်ထင်တာပါပဲနော်ဘလော့မစင်းလိုက်ရတော့မကိုင်းနဲ့တော့ငါ့ကိုသွားပြီကွာများတော့ငါဒီတစ်ခါရအောင်ဖမ်းမယ်โอเคရအောင်ဖမ်းမယ် No way သွားပြီကွာဟောကြီးတော့ဆိုးတာပဲကွာဒီကတော့ရအောင်ဖမ်းမယ်ကွာရောင်ကြီးအဆောင်ကြီးကြီးကြက်ထားတော့ဒီကောင်ရွာသားတေးသွားရင်ဖြစ်တော့ဟိုဖြူမရွာသားအိမ်နဲ့လည်းဝင်သွားလို့မရဘူးဒီကောင်အိုးကန်ကောင်းနေငါကန်ကောင်းနေကွာဒီမှာထိတ်တိုက်ကြီးတွေ့ရညံပြေးလိုက်ရလို့ပြေးလိုက်ရရင်တော့သွားပြီပဲကျွန်တော်ဒီကောင်ဘလို့ဖမ်းရင်ကောင်းမလို့အခုတော့ကျွန်တော်ပတ် No way ကျွန်တော်ပတ်ပြီးနေရပြီလိုက်တယ်ဟာရောင်ရေး
Oh no Oh no မရှောမဲ့တူရဲ့ရှောမဲ့နဲ့တူရဲ့ No လိုဖမ်းကောင်းမလို့ Oh Oh တော့ No No Oh Oh ရီကောင်းရီကြောက်တယ်ကောင်းရီကြောက်တယ်ဟာရှောကဲတော်ပြီငါရအောင်ဖမ်းမယ်ရှုံးမပေးနဲ့ကြိုးသားဟာဒါပဲဘနာနာโอเคကျွန်တော်ကြီးအမွေးလုံးလိုက်မယ်လုံးပြီးလာအမြန်ဝင်မယ်ဟောလိုက်ခဲ့လားမသိဘူးလိုက်တယ် Yes လိုက်တယ် Yes Oh ဖမ်းမိပြီ Yes တော်ကြိုးစားလိုက်ရပါတယ်ဖမ်းမိပါပြီကျွန်တော်ကြီးအဲ့ကောင်ကြီးရှိနေအောင်မသိဘူးပေါ့နော်ရွာသားအိမ်ထဲမှာတွေးလိုက်ကြလားမသိပါဘူးဟာမေဘာတတ်နိုင်သေးတော့ကွာကဲဘာတတ်နိုင်သေးတော့အားလုံးပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဒီ939ကိုဖမ်းမိပါပြီခင်ဗျာ